ဘေးမရနာဆိုင်ဒီပေါ်မှာပေါ့နော် up to 50% ရောင်းပေးနေရလို့နောက်ပြီးအရှုံးခင်ပြီးရောင်းပေးနေဆိုတဲ့ပို့လေးတွေအောက်မှာပေါ့နော်ညီမလေးတယောက်ကပေါ့နော်ဘယ်လောက်တောင်အမျက်တွေတင်ထားလို့ဒီလောက်ကြီးတိရှော့ရောင်းနေနိုင်တာလဲဆိုပြီးတော့မှအကြံပြုထားလေးရှိရပေါ့နော်အဲ့ comment လေးကိုဖြန့်ပြရှင်းပြခြင်းလို့ဒီဗီဒီယိုလေးကိုရိုက်လိုက်တာဖြစ်ပါတယ်ရှင်ပထမတစ်ချက်အနေနဲ့ကပေါ့နော်ဘေးမရနာဆိုင်မှာဆိုရင်ပြန်လာရောင်းတဲ့အထက်ပြန်တယ်လေးတွေရှိရပေါ့နော်အဲ့လိုပြန်တယ်လေးတွေဆိုရင်7% ကျမတို့ကပြန်ဝယ်တယ်ပေါ့နော်တချို့ကြလည်းဒီဇိုင်းလေးတွေကခက်မမီတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဇိုင်းလေးကိုကျမတို့ကအစ်ပြန်ခက်ရမှာရှိရအဲ့လိုပြန်တယ်လေးတွေဆိုရင်ကြတော့ကျွန်တော်တို့ကဆိုင်မှာတင်ပြီးတော့မှအယောင်တင်ကြီးချိုးပြီးတော့မှစင်နာတွေအစင်စင်လုပ်ပြီးတော့မှဆိုင်မှာပြန်တင်ရောင်းထားတဲ့အထည်လေးရှိရပေါ့နော်အဲ့လိုထည်လေးတွေကိုဆိုရင် customer ကိုကျွန်တော်တို့ရဲ့ရောဒလက်ခတွေအရှုံးခံပြီးတော့မှစိန်ဘူးရဲ့ရွှေဘူးရဲ့နဲ့ပဲရောင်းချပေးရတာပေါ့နော်ရောဒလက်ခအရှုံးခံတာဖြစ်တဲ့အတွက်ကြောင့်မလို့စိန်ဘူးရွှေဘူးပဲရောင်းချပေးရဆိုတော့တချို့အားတွေဆိုရင်ဒီခုရောင်းနေတဲ့ဈေးတွေထက်ကို50% ရှော့ရရှိရအဲ့ကြမှာကျွန်တော်တို့မှာရောဒလက်ခလည်းရှုံးနေကျွန်တော်တို့မှာတကယ်တာပေါ့နော်စိတ်တစ်ခါလေးကြာရင်စိန်ဘူးရှော့အောင်ရှိရတချို့ထည်တွေဆိုရင်ရွှေဘူးပဲယူပြီးတော့ပေးလိုက်တာမျိုးတွေရှိရပေါ့နော်အဲ့ကြောင့်မို့အဲ့လိုရောင်းချပေးရဖြစ်တဲ့အတွက်အရှုံးခံပြီးရောင်းချရလို့လည်းပြောတာဖြစ်တယ်လို့50%နေလည်းပေးပြီးရောင်းချနိုင်တာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကပြန်တယ်လေးမဟုတ်ဘဲနဲ့ကျွန်တော်တို့အရင်ပြီးခဲ့တဲ့နှစ်ဒီပေါ့နော်2024 2025မှာခက်ခဲတဲ့ဒီဇိုင်းတွေကတချို့ဒီဇိုင်းတွေကအတိတ်မဖြစ်တော့ဘူးတချို့ဒီဇိုင်းတွေကဒိတ်အောက်နေပြီပေါ့နော်တချို့ဒီဇိုင်းတွေကဒီဒီဇိုင်းကိုရောင်းဖို့အတွက်ကိုကကြိုက်တာရှိရပေါ့နော်အဲ့လိုမျိုးမကြိုက်တာတွေကိုကြတော့ဆိုင်မှာတင်ပြီးတော့ရောင်းထားရင်လေအမအနေနဲ့အမမကြိုက်တဲ့ဒီဇိုင်းကိုလည်း customer ကိုမရောင်းချင်ဘူးဒါပေမဲ့အဲ့ဒီဇိုင်းတွေကလည်းတချို့လူတွေကြလည်းအဲ့ဒီဇိုင်းကိုကြိုက်တယ်ဒါပေမဲ့ဈေးများနေလို့မဝယ်ဖြစ်ခဲ့ကြဘူးပေါ့နော်အဲ့လိုလူမျိုးတွေအတွက်အမားကဒီပြန်ဖြတ်ပြမယ်ဆိုရင်လည်းအမားတို့ကရောဒလက်ခတွေရှုံးမယ်ရွှေတွေပါသွားတာတွေရှုံးမယ်ပေါ့နော်အဲ့လိုရှုံးမဲ့တူကိုအမားတို့က customer ကိုပဲဒီအမားကိုယ်တိုင်ကလည်းရောဒလက်ခကိုအရှုံးခံပြီးတော့စိန်ဘိုးရဲ့ရွှေဘိုးရဲ့ပဲယူပြီးတော့အရင်ဈေးနဲ့ရှုံးခံပြီးတော့ရောင်းထားတာရှိရပေါ့နော်အဲ့လိုရောင်းပေးရမို့လို့အမားတို့ကအရှုံးခံပြီးရောင်းပေးရမို့လို့ဒီလိုဈေးနှုန်းတွေနဲ့အများကြီးရှော့ပြီးရောင်းချနိုင်တာဖြစ်ပါတယ်ဘယ်လောက်အမြတ်တင်ထားလဲဆိုတော့အမားတို့ကအများကြီးအမြတ်မတင်ထားပါဘူးခုခေတ်ဝယ်ယူတဲ့သူတွေကရွှေချိန်ဘယ်လောက်ပါလဲစိန်ချိန်ဘယ်လောက်ပါလဲအရောဘယ်လောက်ပါလဲကိုကြည့်ပြီးတော့မှအမားတို့ရဲ့အမြတ်ကဘယ်လောက်ပဲတင်ထားတယ်တချို့ဟာတွေမမြတ်ဘူးတချို့ဟာတွေတကယ်ရှုံးခံပြီးရောင်းချပေးရတွေကိုတကယ်ဝယ်ယူသူတွေကသိရတဲ့အတွက်အမားတို့ဆိုရင်အမားတို့ shop ပြီးရောင်းချတဲ့ပို့တွေရဲ့အောက်မှာဆိုရင်ဝယ်သွားတာဆိုရင်တော်တော်များများကတင်လိုက်ပြီဆိုတာနဲ့ဝယ်သွားတာရှိရဲနောက်ပြီးတော့တချို့ပစ္စည်းတွေဆိုရင်တက်ကုန်သွားတာရှိတယ်တချို့ပစ္စည်းတွေဆိုရင်order တောင်မှဒီဟာလေးကိုဒီဈေးနဲ့လိုချင်လို့ order လေးခတ်ပေးပါမရကြအောင်လုပ်ပေးပါဆိုပြီးလာပြောတာရှိရဲတချို့ဟာတွေဆိုအမားတို့ဆိုရင်မလုပ်ပေးနိုင်တဲ့အထည်တွေဆိုရင်တော့အမားတို့မရဘူးလို့ပြောပေးမယ်တချို့ကြလည်းအမားတို့ကအရောတဲ့ရဲ့လက်ကရဲ့အရောတဲ့လက်ခမပါဘဲနဲ့ရွှေဘူးနဲ့အရောတဲ့လက်ခနဲ့ပေါင်းလို့ဒီဈေးနဲ့ရောင်းပေးနိုင်တယ်ဆိုတော့အမားတို့ကအမျက်မရှိလဲအဲဥစ္စာကို customer order ခတ်ပေးပါဆိုရင်တော့အမားတို့အမျက်မရှိလဲ customer ကိုလှလေးဝစ်စီရှင်တဲ့အတွက်ဘေးမရနာဆိုင်နေပြီးတော့မှဝန်ဆောင်မှုပေးပြီးတော့မှလုံးဝအရင်ဈေးနဲ့ရောင်းပေးရတယ်လည်းရှိတယ်တချို့အထည်လေးတစ်ခုတွေဆိုရင်ပေါ့နော်အမားတို့ကရောင်းလိုက်ပြီးနောက်ပြီးတော့ customer ရအဲ့ပစ္စည်းကိုပဲလိုချင်တယ်အဲ့ပစ္စည်းလေးလုပ်ပေးပါဆိုအမားတို့ဘက်ကဒီခုနပြောသလိုအမျက်မယူဘဲနဲ့အရောလက်ခရဲ့ရွှေဘိုးရဲ့ပဲယူပြီးတော့မှကြောက်တွေဆိုရင်တချို့ကြောက်တွေဆိုတော့အမဆိုင်မှာဝယ်ပြီးသားကြောက်တွေတော့အလကားထည့်ပေးပြီးတော့မှအမအရှုံးခံပြီးတော့ပြန်ပြီးတော့ order ခတ်ပေးပါဆိုရဲညီမတွေကိုတော့မှအမားတို့ကခတ်ပေးရတယ်ရှိတယ်အဲ့ဒါလေးကိုရှင်းပြပေးခြင်းလို့ပါအဓိကကတော့အမားတို့ကအမျက်ကြီးစားပြီးတော့ရောင်းနေတာမျိုးမဟုတ်ဘဲနဲ့ customer တွေကိုလှလေးနဲ့ထထလေးတွေတနံလေးတွေကိုဝစ်စီချင်တာအတွက်ကြောင့်မလို့ဈေးလျှော့ပေးရလဲဖြစ်တယ်လို့တချို့ကအမားတို့နင်းနာခံပြီးတော့ရောင်းပေးရတယ်ဖြစ်ပါတယ်နောက်ပြီးတော့ပြန်တယ်လေးတွေဖြစ်တဲ့အတွက်လည်းဒီလိုလျှော့ပြီးရောင်းပေးနိုင်တာနောက်တစ်ခုကကျတော့မကြိုက်တော့တဲ့ဒီဇိုင်းပြန်ဖြတ်တော့မဲ့ဒီဇိုင်းတွေကိုရောတဲ့လက်ခရှုံးမဲ့တူ customer ထိုက်ရိုက်ရောတဲ့လက်ခမပါဘဲနဲ့ဝေးရတယ်ဆိုရင်တန်လေးနဲ့ဝေးလို့ရမယ်ဆိုတော့အကြောင်းလေးကြောင့်မလို့ရောင်းပေးရဖြစ်ပါတယ်နားလည်းမလွယ်အောင်လို့ရှင်းပြပေးရဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တကယ်လို့ဈေးနှုန်းချူနဲ့ဈေးနှုန်းတန်တဲ့ပစ္စည်းလေးတွေကိုဝယ်ယူချင်တယ်ဆိုရင်တော့80လီလန်333လေးကျမှရှိရပြင်မရနာတာကိုလာရောက်ဝယ်ပါမယ်လို့လည်းဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်